အဲ့ဒါလို့ကျမ်းမာမှုရသွားတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားလက်ထက်ကလည်းရှိတာပဲပေါ့သို့တော့ခန္ဓာကိုယ်ကြီးရဲ့သဘာဝကတော့ကျမ်းမာတယ်ဆိုတာလည်းပဲတခဏပဲဖြစ်မှာပဲဘာဖြစ်လို့လဲဆိုတော့ဘဝဆိုတာကိုကတခဏပဲရှိတာထာဝရမြဲတဲ့အရာမဟုတ်သည့်အတွက်ကြောင့်မမြဲတာကိုမြဲအောင်လုပ်လို့လည်းမရဘူးဆင်းရဲတတ်တဲ့သဘာဝကိုလည်းပဲချမ်းသာအောင်လုပ်လို့မရဘူးကိုမပိုင်တဲ့သဘာဝကိုပိုင်အောင်လုပ်လို့လည်းမရဘူးပေါ့သို့တော်လည်းမိမိစိတ်ကလေးကိုချမ်းသာအောင်ထားနိုင်တဲ့နည်းစနစ်တွေကတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားလို့အလုံးသိရှိနေကြထိုနည်းတိုင်းကြကြကြုတ်ကိုအထုတ်လို့ရှိရင်ရုပ်ခန္ဓာကိုယ်ကြီးဘယ်လိုပဲဖြစ်ဖြစ်စိတ်ချမ်းသာမှုကိုရရှိနိုင်တယ်လို့ယန္တာပုဂ္ဂိုလ်တွေကြတော့မြည်သည့်အခြေအနေမျိုးနဲ့ပဲဆုံတွေ့ရရုပ်ခန္ဓာကိုယ်ကြီးမြည်သည့်အခြေအနေမျိုးပဲရောက်စိတ်ဟာဖောက်ပြန်ခြင်းမရှိတော့ကိရိတာဆိုတဲ့ပူလောင်မှုတွေကင်းသည့်အတွက်ကြောင့်စိတ်အိမ်ငြိမ်းချမ်းမှုတော့အမြဲတမ်းရှိတယ်အတော်အသင့်စိတ်ချမ်းသာအောင်ကြိုးစားနိုင်လို့ရှိရင်လူကျမ်းမာဖို့ရသောအပြင်လောကလူတွေဟာကျမ်းမာရေးချို့တက်လာပြီဆိုလို့ရှိရင်စိတ်ဓာတ်တွေကပါပိုကျဆင်းလာတတ်တယ်ပေါ့အဲ့ဒါလို့စိတ်ဓာတ်တွေကျဆင်းလာလို့ရှိရင်ယောဂါကလည်းပိုပြီးတော့လွှမ်းမိုးလာတတ်တယ်သို့တော့စိတ်ကိုဘယ်လောက်ချမ်းသာအောင်ထားကာယကျမ်းမာမှုဆိုတာတော့ထာဝရမရနိုင်ဘူးပေါ့မမြဲတဲ့သဘာဝထာဝရမရနိုင်ဘုန်းကြီးတို့တွေစဉ်းစားရမှာခန္ဓာကိုယ်ကြီးရထားလို့ကံကြောင့်မကျမ်းမာဘူးဆိုရင်ကံပြင်ပေးရုံမှတပါးတခြားမရှိဘူးဥရုကြောင့်မကျမ်းမာဘူးဆိုရင်ဥရုကိုပြင်ပေးရမယ်အာဟာရကြောင့်မကျမ်းမာဘူးဆိုရင်အာဟာရပြင်ပေးရအရေးကြီးဆုံးပြင်ဆင်ပေးရမှာကတော့စိတ်ပဲလို့ကိုယ်စိတ်ကိုပြင်နိုင်ပြီဆိုလို့ရှိရင်စိတ်ကျမ်းမာမှုရသွားတဲ့ပုဂ္ဂိုလ်ဟာခန္ဓာကိုယ်ကြီးဘယ်လိုပဲမကျမ်းမာစီဖြစ်စေစိတ်ကျမ်းမာမှုရသွားလို့ရှိရင်တော့အမှန်တမ်းကောင်းမြတ်တဲ့အကျိုးတစ်ခုကိုရရှိတာပဲလို့ယောဂဝေဒနာဖြစ်လာလို့စိတ်သောကရောက်လာပြီဆိုလို့ရှိရင်စိတ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့ပို့ပြီးတော့ကိုယ်ဆင်းရဲမှုကထပ်ပိုးပြီးတော့ခံစားကြရတယ်ဘုရားယဟန္တာတွေကြတော့ကာယကဒုက္ခလို့ခေါ်တဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေဘယ်လိုပဲကြုံစေတသိကဒုက္ခလို့ဆိုရဲစိတ်ဆင်းရဲမှုကမလာဘူးပုရုဇဉ်တ attva တွေကြတော့ကာယကဒုက္ခဖြစ်လိုက်တာနဲ့စေတသိကဒုက္ခကထပ်ပိုးပြီးတော့လာစိတ်ဆင်းရဲမှုကဆက်နွယ်လာရသော်ဘုရားကတန်လန်းတုတ်တံမှာဆိုလို့ရှိရင်မြတ်တန်နှစ်ချက်အစုခံရတယ်ဆိုပြီးတော့ဟောထားတယ်ကာယကဒုက္ခဆိုတဲ့ဒုက္ခကိုအကြောင်းပြုပြီးတော့စေတသိကဒုက္ခဖြစ်မယ်ဆိုရင်ကာယကဒုက္ခဆိုတဲ့တရားတန်ချက်တစ်ခုပေါ်မှာစေတသိကဒုက္ခဆိုတဲ့တရားတန်ချက်ထပ်ပိုးပြီးတော့လာတယ်အဲ့တော့စိတ်ဟာပြုပြင်ဖို့ဟာမတ္တမအရေးကြီးတယ်ကိုကျမ်းမာရေးအတွက်စိတ်ကိုပြုပြင်ပေးခြင်းဖြင့်နောက်ဆုံးထာဝရကျမ်းမာတယ်လို့ဘဝမှာထာဝရကျမ်းမာသွားတဲ့ပုဂ္ဂိုလ်ယန္တာပုဂ္ဂိုလ်ပဲပေါ့စိတ်ကျမ်းမာမှုဟာပို့ပြီးတော့အဓိကကြကိုကျမ်းမာမှုကြိုးစားဖို့တဲ့စိတ်ကျမ်းမာမှုကိုကြိုးစားကြရမှာဒါမို့မြတ်စွာဘုရားကအခုလပိတုသုတ်တံမှာဆိုလို့ရှိရင်ကိုနာခြင်းနာပါစေစိတ်မနာပါစေနဲ့လို့ဒီလိုကျင့်ရမယ်လို့ပြောခန္ဓာကိုယ်မှာယောဂဝေဒနာတွေဖြစ်တာတော့ခန္ဓာကိုယ်ကြီးရဲ့ရုပ်ခန္ဓာကိုယ်ကြီးရဲ့သဘာဝပဲစိတ်အစဉ်မှာလောဘဒေါသမောဟစတဲ့ယောဂဝေဒနာတွေ
နာကျင်မှုတွေမရဖို့တရားဓမ္မကျင့်သုံးကြရတာဖြစ်တယ်ပေါ့မြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကမြတ်စွာဘုရားနဲ့အနိစ္စဆုံးဘုရားကိုလည်းအမတ္တမကြီးညိုလေးစားတဲ့စေရွန်ကျောင်းကိုဆောက်လုပ်လှူဒန်းထားတဲ့ကျောင်းတကာကြီးဆိုတာအသက်ရရလာတဲ့အခါမှာသူမကြမမာဖြစ်တာတွေရှိတယ်ပေါ့အဲ့ဒါလို့မကြမမာဖြစ်လာပြီဆိုလို့ရှိရင်စေဝကုသမှုဆိုတာရှိကောင်းရှိပေမဲ့လို့သူအားကိုးဆုံးကတော့ဘာလဲလို့ဆိုရှင်သာရိပုတ္တရာမထေရမြတ်ရဲ့အဆုံးအမဩဝါဒကိုသူနာခံနေတာအနာရဝိတ္ထေကြီးဆိုတာအလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားနဲ့တိန်တပါဝနလို့ရာဇဂိုပြည်နာကတိန်တပါဝနလို့ခေါ်တဲ့ရင်းလိုက်တော်ထဲမှာတွေ့ကြတဲ့ကတတ္တဝံဖြစ်သွားတယ်သူမူလနာမည်ကဒုတတ္တပင်ကိုယ်စိတ်ဓာတ်ကိုကတရားတရားလွန်ကောင်းလို့ဗုဒ္ဓဘာသာမဖြစ်ခင်ကတည်းကဆင်းရဲနွမ်းပါတဲ့ပုဂ္ဂိုလ်တွေအမြဲတမ်းကျွေးမွေးဆောင်ရှောက်လို့ငယ်မြေသုဒ္ဓတလို့လူမသိပဲနဲ့အနာထပိဏိကကိုယ်ွယ်ရမဲ့ဆင်းရဲသားတွေအတွက်သမင်းဟင်းထောက်ပံ့လှူဒန်းတဲ့လှူရှင်ကြီးလို့ဒီလိုနာမည်ကြီးတာဘုရားဘာသာဖြစ်မှဒီနာမည်ရတာမဟုတ်ဘူးသူတဘာဝကိုကဒါနာဘိရတဒါနစ္စာတေအလှူဒန်းမှာအလွန်မွေ့လျော်တယ်လှူဒန်းတဲ့ဝါဒနာပါတယ်လူဆိုတာဘယ်သူပဲဖြစ်ဖြစ်ကျမ်းမာရေးချိုးတက်လာတဲ့အခါမျိုးဆိုတာရုပ်ခန္ဓာကိုယ်မှာမရှောင်မလွဲနိုင်အောင်ရှိလာတတ်တယ်ပေါ့တခါတရံရာသီဥတုကောင်းပေမဲ့အာဟာရကောင်းကောင်းမွန်မွန်စားပေမဲ့ခန္ဓာကိုယ်ရဲ့ချွေရင်ချက်ကလေးတွေဟာဖြစ်ပေါ်လာပြီးတော့မကြမ်းဆိုတာဒီဖြစ်တယ်အဲ့တော့အနာရဝိတ္ထေကြီးလည်းပဲအသက်အရွယ်မသိရပေမဲ့လို့နောက်ပိုင်းမှာသူမကြာခဏမကြမ်းဖြစ်လာတယ်ယဟန်တန်ဃာတွေထဲမှာသူအမျက်နှိုးဆုံးကြီးညိုဆုံးအားကိုးဆုံးပုဂ္ဂိုလ်ကတော့ဖျားပြီးလို့ရှိရင်ရှင်သာရိပုတ္တရာပဲပေါ့ရှင်သာရိပုတ္တရာကိုအလွန်ကြီးညိုတယ်အလွန်အားကိုးတယ်မြတ်စွာဘုရားကိုကြီးညိုအားကိုးတာတော့မပြောနဲ့တော့ကျောင်းတော်လာတဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုတရားဟောနေရင်ပင်မမှာဆောလို့ဆိုပြီးတော့ဘုရားကိုဘယ်တော့မှမေကွန်ပု္ပ္ပာတွေမေးလို့မရှိဘူးတဲ့လူရတန်းတာပဲခရူးဆိုင်ပြီးတော့လူလေးတန်းလေးရှိတယ်ဘုရားပေါ်မှာအလွန်ငဲ့ညာတဲ့ကျောင်းတကာတထေးကြီးလို့တရားနာစရာရှိလို့ရှိရင်ရှင်သာရိပုတ္တရာကိုပဲပင့်နာလေးရှိတယ်